Isaac Newton နဲ့စကြဝဠာ၏ပုံသင်နဲ့ The Man Who Decoded the Universe 1665 ခုနှစ်မှာလန်ဒန်မြို့ကြီးကိုပလိတ်ရောဂါကပ်ဆိုးကြီးဝင်မွေပါတယ်တက္ကသိုလ်တွေအကုန်ပိတ်လိုက်ရလို့ Cambridge တက္ကသိုလ်ကျောင်းသားအသက်22နှစ်အရွယ် Isaac Newton ဟာသူ့ရဲ့ဇာတိရွာလေးကိုပြန်ပြီးအောင်းနေခဲ့ရတယ်ဒီလိုအထီးကျန်နေတဲ့အချိန်တွေဟာသိပ္ပံသမိုင်းမှာအံ့ဖွယ်နှစ်များဖြစ်လာမယ်လို့ဘယ်သူမှမထင်ခဲ့ကြပါဘူးတနေ့မှာနယူတန်ပန်းသီးပင်အောက်ထိုင်နေတော့ပန်းသီးတစ်လုံးကျွေကျလာတယ်ဒီနေရာမှာသူ့ရဲ့ဉာဏ်ကြီးရှင်ဆန်တဲ့အချက်ကပန်းသီးကျွေတာကိုသိတာမဟုတ်ပဲပန်းသီးကိုမြေကြီးပေါ်ပြုတ်ကျစေတဲ့အားနဲ့လာမင်းကြီးကိုကဘာပတ်လန်ထဲမှာထိန်းထားပေးတဲ့အားဟာအတူတူပဲဆိုတာကိုချိတ်ဆက်တွေးတောနိုင်ခဲ့ခြင်းဖြစ်ပါတယ်သူကဒီဆွဲငင်အား gravity ကြောင့်ဂျိုရီဟာနေကိုဘဲဥပုံလမ်းကြောင်းအတိုင်းပတ်နေရတာလို့သဘောပေါက်သွားတယ်ဒါပေမဲ့ပြဿနာတစ်ခုရှိလာတယ်ဒါကိုတိတိကျကျတက်တည်ပြဖို့ကြိုးစားတဲ့အခါအဲ့ဒီခေတ်ကရှိနေတဲ့ဂျီရိုမေဒီနဲ့အခရာတင်းချာတွေဟာမြင်းကွေးတွေအမြဲပြောင်းလဲနေတဲ့အလင်းတွေကိုတွက်ချက်ဖို့လုံးဝမလုံလောက်တာကိုတွေးလိုက်ရပါတယ်ဒါကြောင့်အသက်26နှစ်အရွယ်နယူတန်ဟာသူသိကျင်တဲ့ယူပဗေဒပု္ပ္ပာကိုရှင်းဖို့အတွက်ကိုယ်ပိုင်သင်္ချာဘာသာရဲ့အသစ်တစ်ခုကိုဖန်တီးလိုက်ပါတယ်အဲ့ဒါကတော့ပြောင်းလဲခြင်းတွေကိုတွက်ချက်တဲ့ calculus ပါပဲ calculus နဲ့တွက်လိုက်မှသာဂျိုရီရဲ့လက်ပတ်မှုပဟေလီဟာအဖြေထွက်သွားပါတော့တယ်ဒီလောက်ကဘာကျော်မဲ့ရှာဖွေတွေ့ရှိမှုတွေကိုသူကဘသူ့ကိုမှမပြောဘဲအန်ဆွဲထဲမှာနှစ်ပေါင်း20လောက်ဝတ်ထားခဲ့တယ်နောက်ပိုင်းကျမှနက္ခတ္တဗေဒပညာရှင်ဟယ်လီကသူ့စီလာပြီးဆွဲငင်အားကြောင့်ဆိုရင်ဂျိုးပတ်လန်းတွေကဘလို့ပုံစံဖြစ်မလဲလို့လာမေးတဲ့အခါကျမှနယူတန်ကဘဲဥပုံဖြစ်မယ်ငါတွက်ထားပြီးသားလို့ဖြေခဲ့တာပါဟယ်လီရဲ့အတင်းအကျပ်တိုက်တွန်းမှုကြောင့်သာ1689ခုနှစ်မှာ Principia ဆိုတဲ့သမိုင်းဝင်စာအုပ်ကြီးထွက်လာခဲ့ပါတယ်ဒီစာအုပ်ထဲမှာရွေးရှားမှုနိယာမ3ရဲ့ Three Laws of Motion ကိုချပြခဲ့ပြီးအရာဝတ္ထုတွေဘယ်လိုရွေးလျားလဲဆိုတာကိုတင်ချပုံသင်နည်းတွေနဲ့အတိအကျရှင်းပြခဲ့ပါတယ်နယူတန်ရဲ့ Principia ကျမ်းဟာမော်ပညာနဲ့အယူသင်းမှုတွေလွှမ်းမိုးနေတဲ့ခေတ်ကြီးကိုအဆုံးသတ်စေခဲ့ပါတယ်ကဘာကြီးနဲ့စကြဝဠာကြီးဟာလျှို့ဝှက်စမ်းကြဲတဲ့နေရာမဟုတ်တော့ပဲတင်ချကဏ္ဍတွေပုံသင်နည်းတွေနဲ့တိတိကျကျတွက်ချက်ဟောကိန်းထုတ်လို့ရတဲ့အေယာမဆက်ရန်ရာကြီးဖြစ်လူသားတွေကိုမြင်ကွင်းသစ်ဖွင့်ပေးလိုက်ပါတော့တယ်စကြဝဠာသည်အေယာမဆက်ရန်ရာကြီးတစ်ခုဖြစ်ပါတယ်